မင်္ဂလာပါရှင်ဒီပန်းလေးတွေကတော့ကျမတို့ဒီဟာကိုလေ9နာရီပန်းလို့လည်းခေါ်လို့တချို့ကကြတော့9နာရီပန်းတဲ့တချို့ကကြတော့လေဒါကိုကညွတ်ပန်းနဲ့ခေါ်ကြတာဒေသကိုလိုက်ပြီးတော့မျိုးမျိုးခေါ်ကြတာပါရှင်ဒီမှာဆိုရင်သူကခိုင်းတစ်ခိုင်းနဲ့ဟို12ရာနေအမြဲမပြတ်ပွင့်တဲ့ပန်းလေးဖြစ်ပါတယ်ရှင်ရဲကိုမပြတ်ပွင့်ပါတယ်ရေလည်းအများကြီးမကြိုက်ပါဘူးတာမန်ပါပဲဒါကြောင့်ဒီမှာနေတာပူတဲ့ချိန်ရိုက်ကူးပြတရခြင်းဖြစ်ပါတယ်ရှင်ဒါကြောင့်အရောင်လေးကပူပြီးတော့တောက်ပနေတာပါဒီပန်းလေးတွေမှာဒီလိုမျိုးခရမ်းပေါ့နော်ခရမ်းဆန်ဆန်ရောင်လေးတွေလည်းရှိတယ်လို့ပဲအဖြူရောင်လေးတွေလည်းရှိပါတယ်ရှင်နောက်တစ်ချိန်ကျရင်ဒီမှာအဖြူရောင်လေးတွေကိုပြတ်တာပြပါမယ်သူ့အပင်ရဲ့ရိုးရံကလည်းဒီလိုလေးနီလေးတွေပါရိုးရံလေးရတယ်တော့နီရောင်လေးပါသူ့ရဲ့အပွင့်ကကြတော့လေအဲ့လိုရောင်ကလည်းဒီလိုမျိုးမရမ်းရောင်ပဲသွားပါတယ်အဖြူရောင်ရဲ့အပင်ကကြတော့ရိုးရံကအပင်ရဲ့ရိုးရံကဖြူရောင်လေးပါဒါအနီရောင်ပင်ဒါမရမ်းရောင်ပင်လေးပေါ့သူ့ရဲ့ရိုးရံလေးရောပဲဒါမရမ်းရောင်လေးဖြစ်ဟိုအနီရောင်လိုနီးရိုးမရမ်းရောင်လေးနေရာပါရှင်းကြည့်ပါဦးဒီပင်လုံးကိုဝင်းနေရပါပွင့်တာတန်းကိုပဲစပုတ်ကောင်းတဲ့ပင်လေးပါပြီးတထလည်းမများဘူးဒီပတ်လည်းကိုရေတာမှန်လေးလောင်းပြီးနေပွင့်တာပါကျမဒီအပင်ပန်းပွင့်စေးတွေပါလေလောင်းစရာမလိုပါဘူးရှင်သူ့ရဲ့သဘာဝကကိုပဲအဲ့လိုမျိုးပေါ့နော်သူ့သဘာဝကကိုအများကြီးပွင့်တာပါကျမတို့ရဲ့အပင်ရဲ့အရွယ်စားလေးရဆိုရင်ခါလေစိုက်လောက်ထိအပင်မြင့်ရရှိ3ပေလောက်ပေါ့နော်3ပေလောက်ထိမြင်ပါပါတယ်ဒါလေးကိုကျမတို့ခိုင်းတဲ့ကလေးနဲ့ဝိုင်းကလေးလုပ်ပေးပါရှင်ခိုင်းတဲ့အောင်ပွင့်တာပါရှင်ခိုင်းတဲ့အောင်ပွင့်တာပါအဆုပ်တွေလေးနဲ့ပါခိုင်းတဲ့အောင်အဆုပ်ကလေးတွေပွင့်တာပါရှင်ဒီကခိုင်းသူ့ရဲ့ခိုင်းသီးမှာကိုပဲအပွင့်နေရဖူးတွေကဝေစားနေရပါနောက်ပြီးတော့ဒီကအသီးလေးတွေလိုက်တယ်ရှင်ဒီမှာဆိုရင်အသီးလေးတွေသီးနေဒီအသီးလေးတွေကနေပြီးအပင်ကိုပွားတာလှုပ်ပွားတာတအားကိုပွားတာအများကြီးပွားတာတပင်စိုက်တာဒီမှာဆိုလိုက်တာအသီးလေးတွေပါတပင်စိုက်တာရင်အများကြီးပွားတဲ့ပင်လေးပါရှင်နေရာဒီလဲပွင့်တော့ပူပြီးတော့ကောင်းပါရဲ့ရှင်နေရဲ့အလှကိုလည်းဖော်ကျူပေးတဲ့ပင်လေးပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်